တင်းသာသုံးဆောင်ထားတယ် အမဘာသတင်းသာ တက်တင်းသာရှိတယ်ဂါရီယန်ရှိတယ်ဗမာတင်းသာရှိတယ် အမအင်း တက်တင်းသာဖတ်တယ်ဂါရီယန်ဖတ်တယ်ဗမာမဖတ်ဘူး ဘာလို့လဲ အယုံနေတယ် မြန်မာပြည်မြောက်ပိုင်းဟိုတော်လေရှိမြို့လို့သိ သိတာပေါ့ လေရှိနဲ့ဥရုကွေးနဲ့ကြိုက်ရနော် သူအိမ်နာနေချင်းနိုင် ပြီးတော့လေရှိရှိတဲတဲ့မှာ ရှေ့သွားလိုက်တော့ ဘင်္ဂလားဒေ့ရှ်ဆိုလည်းရှိသေးတယ်ဟမ် ဟာလေကြီးရဲ့ဥရုကွေးရဲ့ဘင်္ဂလားဒေ့ရှ်ကဒါအိမ်နာနေချင်းနိုင်ငံ ဆက်ရ အနိကသုံးပြောရရင်ဖင်လန်နိုင်ငံနဲ့နီးမယ် ဖင်လန်နဲ့နောက်ကျ ဒါ မြေပုံရနောက်ဖက်နဲ့ကျ ပြီးတော့ဘောဇီနာကရာဆိုတဲ့တိုင်းပြည်ကဘယ်နာလဲ ဟာ ဘောဇီနာကရာ ဘောဇနီးရပါကွာနင်းမေဘောဇီနာရငါ့ကိုမျက်စိလေသွား ငါလည်းဗမာသာတတ်တာမဟုတ်ဘူးသူများဖတ်တာနားတော် ဘော လား ဇနီးရ ပြီးတော့ဆောရင်အော်တယ်ဗျာ ဆော်ရီယာတွေဗျာကွာအာမင်းတခုမှလည်းမဟုတ်ဘူးကွာ ပြီးတော့ကြည်သေးတယ်ဟိုချက်ကိုစလို့ဘေးကြီးတယ်ဆိုတာ ချက်ကိုတလူပဲကြီးရဟဲ့ကောင်နားမလဲနဲ့မပြောနဲ့ကွာတဲ့တပည့်ရှောင်းဟဲ့တမငါတို့ကဒါမျိုးပြောတဲ့သူအိမ်မှာမြဲတဲ့ညမှာနိုင်ငံခြားသတင်းတွေဖတ်တယ်နိုင်ငံတို့ TV ကြည့်တတ်တော့မှကိုကဂျိုးတူသတင်းမှကြည့် TV ပြင်လက်ကြည့်တယ် ကြီးကျယ်တာကိုဘောသာခင်ဗျလည်း TV ရှိတာပဲကြောက်လည်းချောင်းသွေးယောဂရှိတာပဲဥစ္စာ ကျောက်လည်း TV ပြော ကြောက်လည်း TV ရှိတာပဲ နင်းမေ6သူရောက်တာ အိမ်မှာသတင်းစာသုံးဆောင်ထားတယ် အမဘာသတင်းသာ တက်သတင်းစာရှိတယ်ဂါရီယန်ရှိတယ်ဗမာသတင်းစာရှိတယ် အမအင်း တက်သတင်းစာဖတ်တယ်ဂါရီယန်ဖတ်တယ်ဗမာမဖတ်ဘူး ဘာလို့လဲ အယုံနေတယ်